Hello မင်္ဂလာပါရှင်အေးစုပါအခုအေးစုပြပေးတဲ့ကြောက်ကလေ spinel မှာပန်းရည်လေးနော်ပန်းရည်သူက inclusion ပါတယ်အပြစ်တော့မဟုတ်ဘူးเนาะသူကအစီတန်းနဲ့အစီမှုန်လေးတွေပါတာတဘာဝ inclusion လေးတွေပါတာအကယ်၍ inclusion မပါဘူးဆိုလို့ရှင်လေဒီကြောက်ကလေရာအထက်ဝယ်ရမှာဘာလို့လဲဆိုသူကလေ9ကလပ်ကျော်တော့မှရှိတာသူကအကယ်၍သူကအထည်ဝတ်မဲဆိုလို့ရှင်လဲသူကလှပါတယ်အထည်ပေါ်ရောက်သွားရင်ကျောင်းရဲ့ inclusion တွေပါတွေကမပေါ်ဘူးပျောက်သွားတယ်အထည်မှာဝင်သွားတယ်ဆိုတော့လေအရေးကတော့သူကအပြင်မှာဒီထက်အရေးနည်းနည်းလေးပိုထက်တယ်ဖုန်းနဲ့ရိုက်ထားတော့အရေးကနည်းနည်းလေးချိုနေတယ်လှပါတယ်နော်ပေကောင်းချွန်ကောင်းမှာအထည်လုံးလို့ရှိရင်သူက9ကလပ်ဆိုတော့နည်းနည်းကြီးလေးဆိုတော့လက်စွပ်ဆိုလို့ရှိရင်အကြီးကြီးဖြစ်မဲ့ဆွဲသီးဆိုလို့ရှိရင်လည်းကြီးဖြစ်အကြီးရမှာပေါ့နော်ဒါလေးကိုလေရအောက်ဈေးလေးနဲ့ပဲပေးပါမယ်ရှင်ကြိုက်လို့ရှိရင်4000နည်းနည်း36မှာမှာယူနိုင်တယ်လို့ CB ကနေလည်းဈေးမေးနိုင်ပါတယ်ရှင်အထည်ကနဲ့ပြထားတယ်နော်သူရဲ့ inclusion တွေတော့မှပျောက်သွားတယ်လှတယ်နော်ဒါလေးကသူကလေဘယ်လိုပြောမလဲပန်းရည်ပန်းမိတ်ကပ်ရည်ထက်လေးပေါ့နော်အဲ့လိုမျိုးပုံစံလေးပေါ့လှပါတယ်အေးဆိုတော့ဒီကြောက်ကလေးကိုအထည်လုံးမဲ့သူအတွက်ပဲrecommend ပေးချင်ပါတယ်အဲ့ဆိုအထည်လုံးလို့ရှင်သူရဲ့အပြစ်အနာအစားတွေမပါလို့လေကြိုက်တယ်ဆိုလို့ရှင်မှာယူလို့ရပါတယ်ရှင်အားပေးတဲ့သူအရောက်ချင်းစီတိုင်းရတနာစိန်ကြောက်စေတောက်နိုင်ပြီးကစားနိုင်တဲ့သူများဖြစ်ကြပါစေရှင်ကျေးဇူးပါ